စပင်ဖြူအင်ကြီးအနီကိုဝတ်ထားတဲ့လူငယ်လေးတယောက်ဖះเจ้าနဲ့ဝင်ဖို့စူးစမ်းနေတာကိုလက်နက်ကင်လူတစုကတားဆီးနိုင်ဖို့အတွက်စူးစမ်းနေခဲ့ကြပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ခုံပြန်ကျော်လွှားစွမ်းရည်ဟာလျင်မြန်ဖြစ်လက်လွန်လာတာမို့သူစီရောက်လာတဲ့လက်နက်တွေအားလုံးကိုရှောင်ရှားပြီးအလွယ်တကူပဲဖះเจ้าနဲ့ကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီဖះเจ้าနဲ့မှရှိနေခဲ့တာကရှစ်ခွန်ပလဲလို့ခေါ်တဲ့ဝိညာဉ်လေးပါပလဲပဲဖြစ်ပါတယ်။ဒီပလဲဟာလောကီပညာလိုက်စားသူလောကသားတွေရဲ့အထူးအမြတ်ရတနာဖြစ်ပြီးစွမ်းအားတကိုးကြီးလွန်းလာတာကြောင့်ဒီပလဲကိုပိုင်ဆိုင်တဲ့သူဟာလောကကြီးကိုစိုးမိုးနိုင်လောက်တဲ့အထိစွမ်းအားကြီးမားနိုင်မယ်လို့ယုံတန်းစကားရှိတဲ့ရတနာတစ်ခုဆိုရင်လည်းမမှားပါဘူး။လူငယ်လေးဟာရှစ်ခွန်ပလဲကိုယူလိုက်ပြီးနောက်ကလိုက်လာတဲ့လူစုကိုအေးအေးဆေးဆေးကြော်ဖြတ်ပြီးလေထဲကိုခုန်တက်လိုက်တယ်။လေထဲမှာနေမဲ့လက်ထဲပါလာတဲ့ရတနာလဲဆွဲကိုငုံကြည့်လိုက်ပြီးဝမ်းသာအားရရေရွလိုက်တယ်။ဒီရတနာသာရှိရင်ငါဟာမိစ္ဆာစစ်တကောင်ဖြစ်လာနိုင်တော့မယ်ကွ။ဒါပေမဲ့လည်းသူလာမဲ့လမ်းမှာမင်းမပြိုလေးတယောက်ကလေးနဲ့သူ့ကိုချိန်လိုက်ပြီးအင်းနူရာရှာလို့អော်လိုက်ပါတယ်။ဒီမျိုးသမီးလေးကနတ်ဆရာမဖြစ်ပြီးဝိညာဉ်လေးပါပလဲရဲ့မူရင်းပိုင်ရှင်မှာမြားကိုအင်နူရာရှာကိုချိန်လို့ပြစ်လွတ်လိုက်ပြီးအင်နူရာရှာဆိုတဲ့လူငယ်လေးဟာမြားအရှိန်နဲ့တပါးရဲလွင့်ပါသွားပြီးတစ်ပင်မှာကတ်လို့နေပါတော့တယ်။အဲ့ဒီမြားချက်ဟာဝိညာဉ်ပိတ်ဆို့အတားအဆီးအစီရင်နဲ့စီရင်ထားတာဖြစ်ပြီးနတ်ဆရာမရဲ့တကိုးဆွဲရင်တွေအများကြီးကိန်းဝတ်နေခဲ့တာမို့အင်နူရာရှာဆိုတဲ့လူငယ်လေးဟာတစ်ပင်မှာကတ်လျက်ပဲမင်းမျောလို့သွားခဲ့တယ်။မြားနဲ့ပြစ်သူနတ်ဆရာမဟာလည်းအင်နူရာရှာကိုချိတ်ပိတ်တားဆီးပြီးခဲ့တဲ့နောက်မှာတော့သူမဟာလည်းအကြောင်းရင်းမသိရတဲ့ဒဏ်ရာတစ်ခုကြောင့်တေအံ့မမှုဖြစ်နေခဲ့တာမို့အနာကလူတွေကိုအမှားစကားတခွန်းပြောပြီးတေဆုံးသွားခဲ့ပါတယ်။သူပြောခဲ့တဲ့စကားကငါအလောင်းကိုဒီပလဲနဲ့အတူတကြိုးပေးပါမိစ္ဆာတွေလက်ထက်ဒီပလဲရောက်သွားလို့မဖြစ်ဘူး။ဒီဖြစ်ပျက်တွေဖြစ်ပြီးတဲ့နောက်မှာတော့ခေတ်သစ်တိုချိုမျိုးကရှင်တိုနတ်ကွန်းတစ်ခုမှာအဖိုးအမေမောင်လေးစသူတို့နဲ့နေထိုင်တဲ့အသက်15နှစ်အရွယ်မိန်းကလေးကာကိုမီကိုမြင်ရမှာပါ။သူမရဲ့15နှစ်ပြည့်မွေးနေ့မှာပဲမနက်ပိုင်းကျောင်းသွားဖို့ထွက်လာမှာမောင်လေးဖြစ်သူကရှင်တိုနတ်ကွန်းထဲကပစ္စည်းဟောင်းတွေထားရာဂိုဒေါင်တစ်ခုနားမှာမောင်လေးဖြစ်သူစိုးတာကြောင်စကွက်လေးကင်ပြီးဝစ်လဲလုံးနေတာကိုမြင်ခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ဘူယိုဆိုတဲ့ကြောင်လေးကိုမတွေ့တော့တာမို့ဒီထဲမှာရောက်နေလားဆိုပြီးရှာနေခဲ့တာပါ။အဲ့ဒီနေရာကဂိုဒေါင်ဆိုပေမဲ့လှုပ်ဝက်ရေတွင်းလို့ခေါ်တဲ့ရေတွင်းဟောင်းတစ်ခုကိုငုံပြီးဆောက်ထားတာမို့လှုပ်ဝက်ရေတွင်းလို့နာမည်ခေါ်ကြတာပါ။မောင်လေးဖြစ်သူကပြောတယ်။စိုးတာအထဲဝင်သွားတာထင်တယ်။ကျွန်တော်ကတော့ဒီနားဖြစ်သွားတိုင်းစိတ်ထဲမသွမထန်ကြီးခံစားရတာမို့မဝင်ရဲဘူး။ကာကိုမီကမောင်လေးကိုတက်တိမရှိတဲ့ငကြောက်ကလေးလို့ပြောပြီးရေရင်းနားကိုဆင်းပြီးကြောင်လေးကိုရှာလိုက်တယ်။ထွက်ပြေးသွားတဲ့ကြောင်လေးကိုတွေ့ခဲ့လိုက်ရပေမဲ့ရုတ်တရက်ရေရင်းထဲကနေအရေးဖြူကြီးတွေနွယ်ပင်လိုတွန့်တက်လာခဲ့ပြီးကာကိုမီကိုလှမ်းဆွဲလိုက်ပါတယ်။ရုတ်တရက်မို့ကာကိုမီဟာအော်ဖို့တောင်မတက်နိုင်လောက်အောင်ထုံပြီးအသေးကောင်လိုဖြစ်သွားခဲ့ရတယ်။ကာကိုမီကိုလှမ်းဆွဲလိုက်တာကတော့အပေါ်ပိုင်းမှာမိမတယောက်ရဲ့ခန္ဓာကိုယ်ရှိပြီးအောက်ပိုင်းမှာကင်းချင်များတဲ့တန်ရှိတဲ့ကင်းချင်များမိတ်ဆာမတစ်ကောင်ပါကာကိုမီကိုကိုင်ရင်ပြောလိုက်တယ်အရသာရှိလိုက်တာငါခန္ဓာကိုယ်တစ်ခုလုံးအားရပြည့်လာသလိုခံစားရတယ်ငါခန္ဓာကိုယ်ကတဖြည်းဖြည်းပြန်ကောင်းနေပြီနင့်ကိုယ်ထဲမှာမှော်ဝင်ပလဲရှိနေတာပဲပြောရင်ကာကိုမီကိုရှာနဲ့လှမ်းရက်လိုက်ပါတယ်ဒီတန်ကြီးကိုကြားမှာကာကိုမီလည်းထိတ်လန့်တကြားအော်ဟစ်ရင်တွန်းထုတ်ဖို့လက်ကိုဆန်နှက်လိုက်တဲ့အခါမှာတော့ထူးဆန်းစွာပဲကာကိုမီလက်ကနေအလင်းတန်းတစ်ခုထွက်ပေါ်လာပြီးကင်းချင်များမိစ္ဆာမကြီးကိုလွှမ်းထွက်သွားစေပါတယ်။အားလှိုင်းကထူးဆန်းစွာနဲ့ပဲပြင်းထန်လွန်းနေခဲ့ပြီးကင်းချင်များမိစ္ဆာမရဲ့လက်တစ်ဖက်ကတော့ပြက်ပြီးကျန်နေခဲ့တာပါ။ဒီဖြစ်ပြီးတဲ့နောက်ရုတ်တရက်ပဲကာကိုမီဟာတောအုပ်တစ်ခုရဲ့တွင်းတစ်ခုကိုရောက်နေခဲ့ပါတော့တယ်။ဒီဖြစ်ပျက်တွေကမြန်ဆန်လွန်းလာတာမို့အိမ်မက်လာလို့ထင်နေခဲ့ပေမဲ့ကင်းချင်များမိစ္ဆာမကြီးညှစ်ထားခဲ့တဲ့သူ့လက်မောင်းကနာကျင်နေတာရဲ့ဘေးမှာကင်းချင်များမိစ္ဆာမကြီးရဲ့လက်တစ်ဖက်ကျနေတာရဲ့နှစ်ခုပေါင်းပြီးမှအိမ်မက်မဟုတ်မှန်းကိုသိလိုက်ရပါတော့တယ်။စိုးတာဒီနောက်မှရှိနေလားအဖိုးကိုသွားခေါ်လိုက်လို့လှမ်းအော့ပေးမယ်ဘာတုံ့ပြန်မှုမှမရှိနေတာကြောင့်အနားမှာပေါက်နေတဲ့နွယ်ပင်တွေကိုပဲအားပြုပြီးအပေါ်ကိုတက်ခဲလိုက်ပါတယ်။အပေါ်ကိုရောက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့တိုးခေါင်မြင်ကွင်းကြောင့်ရေရိုးမိလိုက်တယ်။ငါဖះเจ้าနဲ့ရေတွင်းနဲ့ပြစ်ချသွားခဲ့တာမဟုတ်လား။ဘလို့ဖြစ်ပြီးဖះเจ้าရောအရာအားလုံးရောပြက်ကွယ်သွားပြီးတောအုပ်ကြီးတော့ရောက်နေခဲ့ရတာလေရေရွလိုက်ရင်ရုတ်တရက်အထူးမြတ်တစ်ပင်ကိုမြင်လိုက်ရတော့အနားမှာလူတယောက်ရှိနေမလားအတွေ့နဲ့တစ်ပင်ရှိရာကိုပြေးသွားလိုက်ပါတယ်သူရှိကအထူးမြတ်တစ်ပင်မှာတော့သပင်အဖြူအင်ကြီးအနီရောင်ဝတ်ထားတဲ့လူငယ်လေးဟာတစ်ပင်မှာမြားတက်လန်းနဲ့ကပ်နေတာကိုမြင်လိုက်ရတယ်ထူးထူးဆန်းဆန်းအဲ့လူငယ်ရဲ့နရွက်ကမြေခွေးနရွက်လိုမျိုးလေးဖြစ်နေတာကြောင့်ကြောင်ချစ်တဲ့ကောက်ကိုမီဟာလည်းဘာလဲอ่ะနရွက်တွေကအစ်စ်လားဆိုပြီးအကြီးဖြစ်နေတဲ့နရွက်လေးကိုကန်ကြည့်နေခဲ့ပါတယ်အဲ့ဒီလိုကမြင်းစောထနေတဲ့အချိန်မှာပဲလက်နက်တွေကင်ထားတဲ့ရွာသားတစုကသူရှိနေတဲ့နေရာကိုရောက်လာခဲ့ကြပြီးထူးထူးဆန်းဆန်းအင်ကြီးတွေဝတ်ထားတဲ့ကာကိုမီကိုဝိုင်းပြီးဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်
တကယ်တော့ကာကိုမီဟာစံကိုကူခေတ်ကိုရောက်နေခဲ့တာဖြစ်ပြီးစစ်မှတ်ထူပြောလွန်းပြီးသူတလူငါတမင်းနဲ့စစ်ဘရင်တွေစစ်ခင်းနေကြတဲ့အချိန်ဖြစ်တာမို့ဒေသခံတွေဟာဒစိမ့်ဆိုရင်တရှို့လားသူတို့ကိုဒုက္ခပေးမဲ့လူလားဆိုပြီးတန်တရားနဲ့စင်မေဖို့ဖမ်းဆီးခေါ်သွားခဲ့ကြတာပါကာကိုမီကိုရွာလဲမြေကွက်လက်မှာချထားပြီးရွာသူရွာသားတွေကဝိုင်းပြီးအကဲခတ်နေကြတယ်ကာကိုမီဟာလည်းရွာသားတွေရဲ့ဝတ်ပုံစားပုံနဲ့စကားပြောပုံတွေကိုပြန်ပြီးအကဲခတ်နေမိပါတယ်ရောင်တုံးတွေစပင်ပုံစံတွေဝတ်ပုံစားပုံတွေဒါတွေကငါနေတဲ့ခေတ်ကြီးနဲ့လုံးလုံးကွဲပြားနေပြီးရှစ်ခေတ်ဟောင်းကိုပြောင်းနေတယ်လို့ဖြစ်နေတာပါလားအကုန်လုံးကလူထူးလူဆန်းတွေကြီးပဲဆိုပြီးကာကိုမီကတွေးလိုက်မိပါတယ်အဲ့ဒီလိုတွေးနေတဲ့အချိန်မှာပဲအင်းကြီးအဖြူနဲ့နတ်ဆီယာမအဝယ်စားပုံစံဝတ်ထားတဲ့မျက်စိတစ်ဖက်လက်အဖွားကြီးတယောက်ကလေးကြီးကင်ပြီးကာကိုမီရှိရာကိုရောက်လာခဲ့တယ်ပြီးတော့တိတ်ထိတင်ထားတဲ့စားတွေနဲ့ကာကိုမီကိုပတ်ပါတော့တယ်ဘာလို့တာလဲထူးထူးဆန်းဆန်းကြီးတွေကာကိုမီကအော်ဟစ်လိုက်ပါတယ်တကယ်တော့ကာကိုမီကိုအင်နူရာရှာတောအုပ်ထဲမှာတွေ့ခဲ့ရတာမို့မိစ္ဆာတကောင်ဖြစ်နေမလားဆိုတဲ့တန်တရားနဲ့တိတ်ထိဝင်စားတွေနဲ့ပတ်ပြီးမိစ္ဆာနှင့်အစီရင်လုပ်ခဲ့ပါတယ်ကာကိုမီစီကဘာတုံ့ပြန်တာမျိုးမှမရှိတဲ့ခါမှာတော့အဖွားကြီးဟာကာကိုမီကိုတိတိကျကျကြည့်လိုက်ပြီးတချို့လည်းမဖြစ်နိုင်ပါဘူးလူစစ်ဆိုရင်တော့စိတ်ချရပြီငါတို့စီမှာလာပြီးတချို့လှုပ်ခိုးရအောင်ငါတို့ဘာသာငါတို့တောင်စားစရာဝအောင်စားရတဲ့လူတွေမဟုတ်ဘူးမျက်စိလည်းလမ်းမလာတာပဲဖြစ်မယ်ဆိုပြီးသူ့လူတွေကိုပြောလို့ကာကိုမဲကိုအဖွားကြီးရဲ့တဲကိုခေါ်သွားခဲ့ပါတယ်တကယ်တော့ဒီဖွားကြီးဟာအီနူရာရှိကိုချိတ်ပိတ်ခဲ့တဲ့နတ်ဆီယာမရဲ့မျိုးဆက်ဖြစ်ပြီးကာကိုမီဟာတေဆုံးသွားတဲ့သူ့အမနတ်ဆီယာမနဲ့ချွတ်ဆွတ်နီးပါးတူနေတာမို့တခုခုထူးခြားကြောင်းသတိပြုမိပြီးခေါ်သွားခဲ့တာပါအဖွားကြီးကကာကိုမီကိုအနားယူစေပြီးစွပ်ပြုတ်တစ်ခွက်တိုက်လို့ငါတို့ပြုမှုတွေကြမ်းတမ်းရိုင်းဆိုင်နေရင်တောင်းပန်ပါတယ်အခုကမကြာခဏစစ်ပွဲတွေဖြစ်နေကြတာမို့လူတွေရဲ့စိတ်တွေလည်းကြမ်းတမ်းရိုင်းဆိုင်ကုန်ကြတာဆိုပြီးပြောလိုက်ပါတယ်ကာကိုမီကအဖွားကြီးကိုအဖွားတိုချိုမျိုးကဒီနဲ့ဆိုရင်ဝေးလာဆိုပြီးမေးလိုက်ပေမဲ့ဒီလိုမျိုးကိုကြားတော့မကြားဘူးဆိုပြီးအဖွားကြီးကဖြေတာကိုပဲကြားလိုက်ရပါတယ်ကာကိုမီစိတ်ထဲမှာအသေးချာသိလိုက်ပါပြီသူရောက်နေခဲ့တာငကိုရှင်တန်ခဲ့တဲ့ခင်မှာမဟုတ်ဘူးဆိုတာကိုပေါ့ညဘက်ကိုရောက်လာတဲ့ခါမှာတော့ကင်းချင်များမိစ္ဆာမဟာကာကိုမီရှိနေတဲ့ရွာတွေကိုဝင်ပြီးလူနေအိမ်တွေကိုအသေးအတန်ဖျက်ဆီးလို့ကာကိုမီကိုလိုက်ရှာပါတယ်တရွာလုံးဆူဆူညံ့ညံ့အလံတကြားဖြစ်ကုန်ကြရပြီးနောက်တရွာလုံးကလူတွေသာမကကာကိုမီနဲ့နတ်ဆီယာမအဖွားကြီးဟာလည်းထွက်ကြည့်ခဲ့ပါတယ်ကင်းချင်များမိစ္ဆာမကြီးကာကိုမီသိလိုက်ပါပြီဒီမိစ္ဆာမကြီးဟာသူ့နောက်ကိုလိုက်နေခဲ့တာပါမိစ္ဆာမကြီးဟာလည်းကာကိုမီကိုချက်ချင်းပဲမြင်လိုက်တယ်အနားကမြင်းနှကောင်ကိုကိုက်ကြည့်လို့ပြစ်ပေါက်လိုက်ပြီးမော်ဝင်ပလဲပေးစမ်းငါ့ကိုပေးစမ်းလို့အော်ဟစ်ရင်ကာကိုမီစီကိုပြေးလို့လာခဲ့ပါတယ်ရွာသားတွေရဲ့လက်နက်တွေကလည်းမိစ္ဆာမကြီးကိုမတိုးပါဘူးပန်းနဲ့ပေါက်တယ်လို့ပါပဲနတ်ဆီယာမကြီးကတော့ကင်းချင်များမိစ္ဆာကိုကြည့်ရင်ပြောလိုက်တယ်ရေရင်းပြက်ထဲကိုခေါ်သွားနိုင်ရင်တော့ဖြည့်ရှင်းနိုင်လိမ့်မယ်ဒီစကားကြားချင်းကာကိုမဲဟာတောအုပ်ရှိရာကိုဥတီပြီးပြေးပါတော့တယ်သူ့နောက်ကိုလိုက်နေတဲ့ကင်းချင်များမိစ္ဆာမကြီးကြောင့်တရွာလုံးကိုဒုက္ခမရောက်စေချင်ဘူးလေဒါကြောင့်ရေရင်းရှိရာတောအုပ်ဘက်ကိုပဲဥတီပြီးရဲရဲဝံ့ဝံ့ချေကုံတုပ်ပြေးပါတော့တယ်နတ်ဆီယာအဖွားကြီးကတော့လမ်းမသိတဲ့ကောင်မလေးကမမဲမဲတဲ့တောအုပ်ရှိရာဘလို့ပြေးနိုင်ပါလဲဆိုပြီးအံ့ဩနေခဲ့ပါတယ်တကယ်တော့ကာကိုမဲကတာမန်လူတွေမမြင်နိုင်တဲ့အီနူရာရှာတောအုပ်ကထွက်တဲ့အလင်းရောင်တွေကိုမျက်စိထဲမှာမြင်နေခဲ့တာမို့ပါသူဟာတောအုပ်တဲကိုထွက်ပြေးသွားခဲ့ပြီးနောက်အထိုးမြတ်တစ်ပင်စီကိုရောက်မှာတော့အီနူရာရှာကထူးထူးခြားခြားနိုးနေခဲ့ပြီးသူ့ကိုကီးချိုဆိုပြီးစကားတွေထပြောလာပါတယ်အဲ့ဒီချိန်မှာပဲကင်းချင်များမိစ္ဆာမကြီးဟာမိလာခဲ့ပြီးကီးချိုကိုတိုက်ခိုက်ပါတော့တယ်အပြင်းထန်တိုက်ခိုက်မှုကြောင့်တေးရေးရှိရေးဖြစ်နေခဲ့တဲ့ကာကိုမဲကိုရဲကနေအလင်းရောင်တွေလက်လို့လာခဲ့ပြီးပလဲတစ်လုံးထွက်လာခဲ့ပါတယ်ဟုတ်ပါတယ်ဒီပလဲကဝိညာဉ်၄ပါးပလဲပါပဲပလဲကြီးကိုကင်းချင်များမကြီးကအသေးအတန်မျိုးချလိုက်ပြီးကာကိုမဲနဲ့အင်နူရာရှာနှစ်ယောက်စလုံးကိုတစ်ပင်နဲ့အတူရစ်ပတ်ထားလိုက်တယ်သူကတော့ဝိညာဉ်ပလဲရဲ့စွမ်းအားတွေကိုစုပ်ယူနေခဲ့တော့တာပေါ့တစ်ပင်နဲ့အတူရစ်ပတ်ခံထားရပြီးတေလူစဲစဲချီနေကိုရောက်နေခဲ့တဲ့ကာကိုမဲဟာနောက်ဆုံးရွေးစရာမရှိတော့တာမို့အင်နူရာရှာကိုချိတ်ပိတ်ထားတဲ့မြောင်းကိုဆွမ်းနှုတ်ပြီးအင်နူရာရှာကိုကယ်တင်လိုက်တဲ့အခါမှာတော့အင်နူရာရှာလွတ်မြောက်လာခဲ့ပြီးကင်းချင်များမိစ္ဆာမကြီးကိုဝိညာဉ်နဲ့တန်လက်သေးဆိုတဲ့တိုက်ကွက်နဲ့ချိန်မုံလိုက်ပါတော့တယ်ပြီးတော့အင်နူရာရှာကကာကိုမဲတို့ဘက်ကိုလှည့်ပြီးစကားတခွန်ပြောလိုက်တယ်မင်းတို့လည်းမသိချင်းရင်မောင်ဝင်ပလဲကိုပေးကြစမ်းတဲ့ကာကိုမဲဆွန့်အားသွားရပါတယ်ကောင်မလေးကိုကယ်တဲ့သူရဲ့ကောင်ကလူကောင်းဆက်လိုက်ဖြစ်နေရမှာမဟုတ်ဘူးလားဘလို့ဖြစ်လို့လူဆိုးကောင်ကြီးလဲတဲ့အပိုင်းတစ်ကဒီနေရာလေးမှာပဲပြီးဆုံးသွားပါတယ်ပိုကောင်းတဲ့နောက်တစ်ပိုင်းလာပါအောင်မယ်